အပြင်မှာဝင်စားရတဲ့ဆိုင်လို့ရှိရင်ကိုယ့်ကိုအိမ်မှာလှုပ်ရှားတာလေအဆင်ပြေတက်လက်တက်တာပဲဘိုးဘွားကလည်းစားရတယ်ဟိုနေ့ကမှအားလို့ဆိုပြီးတော့အပြင်ကဝယ်စားလိုက်တာ2ရက်ကို90ထိတော့တစ်ခုတယောက်တယ်90ဆိုရင်ဗမာပတ်စံနဲ့ဆို2000ပါကိုဆိုရင်တော့ဘိုင်းဝါတယ်ကလေးနဲ့အမျိုးသားဆိုဘိုင်းမဝအောင်လေအိမ်မှာလုံးမှာဘိုင်းဝါတာဆိုဘိုင်းဘွားစားလို့ရတယ်အဲ့လိုဆိုတော့မဖြစ်သေးဘူးလေလို့ဆိုပြီးတော့အားနဲ့သူရှိစင်အိမ်မှာမပေးပါလေရှိသူရှိတယ်ပါလေစိန်မဟာရှက်တော့ဘယ်သူတော့လဲဟာရှက်တော့သူရှိ3ခုပဲဟင်းမခဲညစ်ပတ်ချက်တယ်အပြင်မှာတော့ဝယ်ကြည့်30ပေးရမယ်အဲ့ဒါလို့လည်းပေါ့ဆန်မာရာရှင်ဆန်ရှိတယ်ဆန်နဲ့မပေးလေးနဲ့ထည့်နောက်ပြီးတော့မင်းတလူလေးလေမင်းတလူနဲ့ထည့်ပြီးတော့ညတွေကညနေလောက်ထည့်နေစိန်ထားလိုက်ညနေလောက်ထည့်နေသူရှိစိန်ထားလို့ရှိရင်ညကျရင်ချိန်လိုက်မနေ့ကျရင်ရပြီမုံနဲ့ရပြီဒီမှာပဲမှုတ်လေးနဲ့ဗမာပြည်မှာဆိုရင်ပဲမှုတ်အကျက်အစင်းလေးရှိတယ်ဒီမှာဘာမှမရှိဘူးကိုယ့်ကိုယ်လှော်ရတယ်အပဲဟင်းရည်လေးလှုပ်လိုက်စီလေးတက်ပြီးတော့ပဲမှုတ်လေးထည့်ပြီးပဲဟင်းရည်လေးလှုပ်ရုံနဲ့ခရမ်းညင်းလေးပချတီကလုံလည်းရတာပဲမလုံလည်းရစားချင်လို့ပေါ့ဘလောက်တက်တာလဲအိမ်မှာလုံဆိုင်ဗမာပြည်မှာလည်းဒီသူရှိတစ်ချက်ကိုဘလောက်ပေးရလဲ1500လောက်ရှိတယ်1500ရှိတယ်ချက်နီထဲမှာတစ်ချက်နဲ့လောက်လာနှစ်ချက်သုံးချက်အဲ့လောက်ဆိုရင်တွက်ချင်မကြိုက်တော့ကိုယ့်ကိုအိမ်မှာလုံစားကြည့်ဘိုင်းဝါလည်းစားရတယ်စားလို့လည်းကောင်းတယ်ကိုရီလည်းအိမ်တော်မကြခင်ကအပြင်မှာအိမ်မှာစားတဲ့လူတွေကအပြင်မှာဝယ်စားတယ်အမေမဖို့ပေးဆိုရင်ပြီးသွားပြီဘိုးကြီးဦးတော့သွားပြီဘာလဲဆိုရင်အိမ်တော်ကြောက်ပြီးတဲ့နောက်တော့အကုန်လုံးကစဉ်းစားရတယ်လေမဟုတ်ဘူးတစ်ချိန်တိုင်းလောက်ရတာပဲပူတာလဲကိုယ်အတွက်ပဲအပြင်မှာသွားစားရင်ရတာဘယ်လောက်တက်တာလဲအိမ်မှာလုံးဆင်မလို့ဒါမဲ့လို့မဝယ်ဘူးမဝယ်ဘူးတော့အိမ်မှာလုံးစားတယ်ပူတဲ့ပတ်စံကိုသူစီကောင်းတော့